ဒီနေ့မှာတော့ဘာဆိုဝဲမှမလို့ပဲနဲ့ TikTok တွေကနေပဲအလွယ်တကူ edit လို့ရမယ်ဒီလမ်းလေးကိုလာပြီးပြောပြပေးတော့ပါမယ်အရင်ဆုံး TikTok တွေကိုဝင်ပါမယ်ပြီးရင်တော့ထုံးစံအတိုင်းပေါင်းလေးကိုနှိပ်မယ်အောက်ကပြီးပြီဆိုရင် post ရဲ့ဘေးက create ဆိုတဲ့ဟာလေးကိုနှိပ်မယ်အဲ့ဒါဆိုရင်တော့ကို edit လုပ်ချင်တဲ့ဟာတွေအများကြီးပေါ်လာပြီးပုံထည့်လိုက်ရုံပါပဲဒါကိုကတစ်ခုစမ်းပြပါဘောနော်ကဲလို့ save ချင်လဲ save လို့ရတယ်ဘေးနားဟာလေးကိုနှိပ်လို့ရတယ် save မယ်မဟုတ်ဘူးမ save ဘူးတခါလေးလုပ်မယ်ဆိုရင်လည်းအောက်ကဟာလေးကိုနှိပ်ပြီးတော့ကိုကြိုက်တဲ့ပုံလေးတွေကိုထည့်လို့ရပါတယ်ပြီးရင်တော့ next လေးကိုနှိပ်ရပါမယ်နှိပ်ပြီးရင်တော့ဒီမှာရပြီပေါ့နော်ဒီမှာပါ edit လေးကတော်တော်မိုက်ပါတယ် edit ဒီကကောက်မာတွေတွားလို့ကောက်မာတွေပဲတွားလို့ဆရာမလို့တော့ဘောနော်ဒါနောက်တစ်ခုရှာပြပေးမယ်ပြီးတော့ကျတော့ AI edit တွေ Christmas edit တွေလည်းရှိတယ်ပေါ်က Christmas ဘက်ကိုကူးလိုက်ရင်ဒီ Christmas ဟာတွေပေါ်လာမယ်ပေါ့နော်ဒီမှာလည်းကိုကြိုက်တဲ့ပုံကိုထည့်လို့ရပါတယ်ဒီဘက်ကိုနည်းနည်းလေးဆွဲလိုက်ရင်တော့ viral sound တွေတကယ်ကိုမီလီယံနဲ့ချီရထားတဲ့ sound တွေပေါ်လာပါတယ်ဒီဘက်မှာတော့ AI တွေပေါ့နော် AI edit တွေပေါ်လာပါတယ်ဒီမှာ